ကဲဒါကတော့ကျွန်တော်တို့စိုးမျိုးမှာရှိတယ်ကြေးလက်အဆောက်အဦလေးဖြစ်ပါတယ်ကဲဒါတော့အဝင်ပေါက်လေးပါဗျာကြေးလက်အဆောက်အဦလေးဖြစ်ပါတယ်နန်းတော်လေးတွေဗျာအဆောက်အဦလေးတွေကတော့တက်ရဲပဲဗျာအဆောက်အဦလေးတွေမစိုးတော့တက်ရဲအပေါ်တက်ကြည့်လို့ရလူတွေရှိရတယ်ဟမ်အကုန်လုံးလူနေရနော်ဟိုတောင်ကြီးနေတာမတောင်လေးပါတောင်တက်သားတွေနဲ့ပဲစောက်တာနော်စောက်တာတော့တက်သားတွေရေဘူးပါတယ်ရောမသိဘယ်ရောက်တောင်လက်တက်မှာပေါ့အိမ်လေးတွေနေချင်းစရာလေးတွေနော်ကဲတောင်တန်းကြီးနဲ့အိမ်လေးတွေဗျာနေချင်းစရာလေးတွေဗျာအိမ်လေးတွေကတော့အိမ်လေးတွေကနေချင်းစရာလေးတွေရှုခင်းလေးရတယ်လှဗျာပန်းချံလေးတွေနဲ့ဒါတက်သားကြီးတွေနဲ့စောက်ထားတာပါအိမ်လေးတွေကနေချင်းစရာလေးတွေဗျာဝရန်တာလေးတွေနဲ့ဒါကြေးလက်ရိုးရအိမ်လေးတွေဖြစ်ပါတယ်ကြေးလက်ရိုးရအိမ်လေးတွေကဲအထဲကိုရှောက်ကြည့်ဦးမယ်ဗျာလိုက်ခဲ့ပါအောင်